မင်းကလေးဟာမြေပြင်ပေါ်ကမြေပဲတွေကိုဘာတော့ပြန်မှုမှမရှိပဲကောက်စားနေခဲ့တယ်။သူမမှာပြင်းထန်တဲ့မြေပဲတက်မတက်ယောဂရှိလို့တကူလုံးမှာအနီဆက်တွေထွက်နေတာတော့အမိတ်တစ်ခုရထားရုံနဲ့တင်မရက်မနာဆက်စားနေခဲ့တာပါ။ဒါကိုမြင်တဲ့မိခင်ဖြစ်သူကငိုယိုပြီးတားဆီးဖို့ကြိုးစားတဲ့အခါမှာတော့ကောင်မလေးကဆက်ရုပ်တရုပ်လိုအေးဆက်တဲ့လေတံနဲ့ဒါအမိတ်တစ်ခုလားလို့ပြန်မေးခဲ့ပါတယ်။မိခင်ဖြစ်သူဟာရင်ခွဲမတက်ငိုကြွေးရင်းမှပဲသူမရဲ့သမီးလေးဟာစိတ်ဝိညာဉ်မရှိတော့ပဲလုံးဝပျက်စီးသွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ကံကောင်းစွာနဲ့ပဲဖခင်ဖြစ်သူရောက်လာပြီးစိတ်တိုက်ကြွေးခဲ့လို့အသက်အန္တရာယ်ကနေတီတီလေးလွတ်မြောက်သွားခဲ့ရပါတယ်။ဖခင်ဖြစ်သူကဒေါသတကြီးနဲ့ကျောင်းအုပ်ကြီးစီဖုန်းဆက်ပြီးရှင်းလင်းချက်တောင်းတဲ့အခါမှာတော့ကျောင်းအုပ်ကဒါဟာပြုပြင်ပြောင်းလဲရေးရဲ့တာမန်တုတ်ပြန်မှုပဲလို့ပေါ့ပေါ့ပပတုတ်ပြန်ခဲ့ပါတယ်။သူတို့မိဘတွေလိုချင်ခဲ့တာကလိမ္မာရေးချရှိတဲ့ကလေးတစ်ယောက်ပါ။အခုလိုခံစားချက်မဲ့နေတဲ့ဆက်ရုပ်တရုပ်မဟုတ်ခဲ့ပါဘူး။အဲ့ဒီညကမိဘတွေဟာသမီးဖြစ်သူကိုအနားယူဖို့အမိတ်ပေးဖို့မေ့လျော့နေခဲ့ကြတယ်။ရလက်အနေနဲ့ကောင်မလေးဟာဆိုဖာပေါ်မှာတညလုံးတောက်တောင်ကြီးထိုင်နေခဲ့ရရှာတယ်။နောက်တနေ့မနက်သမီးဖြစ်သူရဲ့ဖြူဖြော်ပြီးမောပန်းနေတဲ့မျက်နှာကိုမြင်မှပဲအဖေနဲ့အမေဟာနောက်တရားတွေနဲ့ရင်ကွဲမတက်ခံစားလိုက်ရပါတယ်။ဖခင်ဖြစ်သူကနံပါတ်73ပါဝါပိတ်လိုက်တော့လို့အမိတ်ပေးလိုက်မှပဲသမီးလေးဟာမျက်လုံးတွေကိုမှိတ်ပြီးအနားယူနိုင်ခဲ့ရှာတယ်။လှုပ်လှုပ်ရှားရှားနဲ့တက်ကြွခဲ့တဲ့သမီးလေးဟာအခုတော့အမိတ်ပေးမှလှုပ်ရှားတတ်တဲ့အယုံမလေးဖြစ်သွားရရှာပါပြီ။အချိန်နဲ့ငယ်ကြပြီးနောက်သမီးကြီးအတွက်ခမ်းနားတဲ့မွေးနေ့ပွဲလေးပြုလုပ်ပေးခဲ့ကြတယ်။ဒါပေမဲ့သမီးကြီးကတော့ဒါတွေကိုမပျော်ရွှင်နိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲကောက်ကျစ်တဲ့ညီမငယ်ဖြစ်သူကသူမကိုထပ်မံဒုက္ခပေးဖို့ရည်ရွယ်ချက်ရှိရှိရှောက်လာခဲ့ပါတယ်။ညီမဖြစ်သူကကောင်မလေးရဲ့လက်ကိုဆွဲပြီးကိုကျမ်းပြင်ပေါ်လှဲချလိုက်ကကောင်မလေးကသူမကိုတွန်းချလိုက်ပါတယ်ဆိုပြီးမဟုတ်မမှန်လောက်ကြံကိုကြွေးပါတော့တယ်။အမှန်တရားကိုမသိတဲ့မိသားစုတစ်ခုလုံးကသမီးကြီးကိုပဲဝိုင်းပြီးအပြစ်တင်ကြပြန်တယ်။ကောင်မလေးကရှင်းပြခြင်းပေမဲ့သူမမှာစကားပြောခွင့်အမိတ်မရရှိထားတာကြောင့်အားလုံးကိုငြိမ်ခံနေခဲ့ရပါတယ်။မိခင်ဖြစ်သူကလည်းနင့်ကိုပြန်ပြင်ပေးဖို့တွေးနေတာ။နင်ကတော့အရင်အတိုင်းရက်ဆက်တုံးမဲ့လို့နားမလဲပဲပြောဆိုခဲ့ပါတယ်။ညီမဖြစ်သူဘက်ကနေဒေါသထွက်နေတဲ့အကိုဖြစ်သူကစိတ်မရှိတော့ပဲနံပါတ်73သွားတင်လိုက်တော့လို့အော်ဟစ်လိုက်မိတယ်။သူတို့မသိခဲ့တာကစိတ်ဝိညာဉ်ပျောက်ဆုံးနေတဲ့ကောင်မလေးအတွက်တော့အဲ့ဒီစကလုံးတွေဟာမဖြစ်မနေလိုက်နိုင်ရမယ့်အကျွင်းမဲ့အမိတ်ဖြစ်သွားခဲ့တယ်ဆိုတာပါပဲ။သမီးကြီးဟာသူမရဲ့နာကျင်မှုနဲ့ဝမ်းနည်းမှုအားလုံးကိုတိတ်ဆိတ်စွာတည်ဆောင်ပြီးလှည့်ထွက်သွားခဲ့တယ်။မိသားစုတစ်ခုလုံးတစ်ခုခုမားနေပြီဆိုတာသိလို့နောက်ကလိုက်သွားတဲ့အခါမှာတော့အားလုံးနောက်ကျသွားခဲ့ပါပြီ။ကောင်မလေးဟာလာတာဆောင်ဝရန်တာပေါ်ကနေလက်မောင်းတွေကိုစန်တန်းပြီးလေထဲကိုခုန်ချလိုက်ပါတော့တယ်။မြေပြင်ပေါ်ဖြာချနေတဲ့ပန်းစည်းလေးတွေကြားမှာမိသားစုတစ်ခုလုံးဟာသူတို့ကိုယ်တိုင်သမီးလေးကိုတက်မိလိုက်ပြီဆိုတာကိုရင်ခွဲမတက်နောင်တတွေနဲ့ပဲသိလိုက်ရပါတော့တယ်။